တခါတလေမင်းရဲ့ဘဝမှာဒီလိုတွေးဘူးလားသူတို့စိတ်ပျော်ရွှင်ဖို့အတွက်နဲ့ကိုကစူးစမ်းပြီးတော့နေရတာမျိုးသူတို့နဲ့အဆင်ပြေခြင်းလို့ကိုကမကြိုက်ဘဲနဲ့တီးခံပေါင်းနေတာမျိုးဒါပေမဲ့ကိုယ်တိုင်ကြတော့ပျော်ရွှင်မနေပါဘူးဒါဆိုရင်အဓိကမင်းဘဝမှာသူများသဘောကျဖို့စူးစမ်းနေတဲ့လူတစ်ယောက်ပါပဲဒီနေ့ဒီဗီဒီယိုလေးမှာတော့ပျော်ရွှင်သူနဲ့မပျော်ရွှင်သူသူတို့နှစ်ဦးရဲ့ဘဝအမြင်ကွာခြားချက်ပုံကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဘယ်တော့အခါမှာကိုစိတ်မပါဘဲနဲ့သူများပျော်ရွှင်ဖို့အတွက်ဆိုပြီးတော့မလုပ်ပါနဲ့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ကျွန်တော်ပြောပြပေးသွားပါမယ်ပထမပိုင်းမှာတော့မပျော်ရွှင်သူတို့ဤဘဝအမြင်ဒုတိယပိုင်းမှာတော့ပျော်ရွှင်သူတို့ဤဘဝအမြင်ဆိုပြီးတော့ကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီးတော့ကျွန်တော်တိတ်တိတ်ချာချာလေးပြောပြပေးသွားပါမယ်ပထမပိုင်းမှာတော့မပျော်ရွှင်သူတို့ဤဘဝအမြင်သူတို့ရဲ့ဘဝကိုသူတို့ကိုယ်တိုင်မထိန်နိုင်မဖန်တီးနိုင်ဘူးလို့ယုံကြည်နေကြတယ်အဲ့ဒီလူတွေရဲ့အမြဲပြောတတ်တဲ့စကားရှိတယ်ငါဘဝဒီလိုဖြစ်ရတာသူတို့ကြောင့်အလောက်အဆင်မပြေတာကြောင့်ပါငါ့ကိုသူတို့ကမအောင်မြင်စေခြင်းလို့ပါဒီလိုစကားတွေကတကယ်တမ်းပြောရရင်သူတို့ဘဝကိုသူများအပိုင်ယူထားတယ်လို့ခံယူနေတာပါကိုယ့်အကြောင်းကိုကိုယ်တိုင်မထိန်နိုင်ဘူးလို့ယုံကြည်နေတာပါဒီအမြင်ကအဓိကပြဿနာတစ်ခုရှိပါတယ်သူတို့ကငါ့ကိုကြိုက်ပါမလားသူတို့သဘောကျပါမလားသူများစိတ်ထဲမှာငါ့ကိုဘယ်လိုမြင်သွားမလဲဒီလိုတွေးနေရင်မင်းဘဝမှာအမြဲတမ်းသင်ငယ်နေမှာပါကိုပြန်မေးကြည့်ပါသူများသဘောကျအောင်စူးစမ်းနေတာကကိုယ့်ရဲ့ဘဝကိုလှပစေဘူးလားကိုယ့်ကိုအောင်မြင်စေဘူးလားကိုယ့်ကိုပျော်ရွှင်စေဘူးလားဆိုတာကိုပြန်မေးကြည့်ပါနောက်ဆုံးမှာတော့မင်းပါလို့ခြင်းလဲမင်းကဘယ်သူအတွက်ရှင်းတဲ့နေတာလဲဆိုတာမင်းကိုမင်းတော့သိချာမသိတော့ပါဘူးပထမပိုင်းမပျော်ရွှင်သူတို့ဤဘဝအမြင်ပြောပြီးတဲ့နောက်မှာတော့အခုပျော်ရွှင်သူတို့ဤဘဝအမြင်ကိုပြောပြပေးပါမယ်ပျော်ရွှင်သူတွေရဲ့ဘဝအမြင်ကတော့သူများသဘောကျဖို့ဘာတစ်ခုမှလုံးမယူတာပါကိုဖြစ်တည်မှုနဲ့ကိုနေထိုင်တာပါကိုယ်စိတ်ကိုဆုံးဖြတ်ချက်တွေကိုသာအာရုံစိုက်တာပါမင်းကိုတခြားသူတွေဘယ်လိုထင်နေမလဲသဘောမကျဘူးအဲ့ဒါကသူတို့အပိုင်းပါမင်းရဲ့ဘဝကိုဘယ်လိုနေမလဲကိုဖြစ်တည်မှုနဲ့ကိုနေတာကကိုအပိုင်းပါဥပမာမင်းရဲ့တငယ်ချင်းတွေကမင်းလောက်တာမှန်သမျှကိုသဘောမကျဘူးအဲ့ဒါကသူတို့အပိုင်းမင်းရဲ့တာဝန်ကမင်းလောက်သမျှကိုယုံကြည်ပြီးမျှော်လင့်ချက်နဲ့လှုပ်ဆောင်စေဖို့ပါပျော်ရွှင်သူတွေကလည်းတခြားသူတွေတက်ပိုကောင်းပိုတော်နေလို့မဟုတ်ပါဘူးသူတို့လောက်တာမှန်သမျှကိုကြိုက်လို့လည်းရတယ်သဘောမကျလို့လည်းရတယ်ဆိုရဲစိတ်အေးနဲ့နေသက်သူတွေပါမင်းရဲ့ဘဝကိုတန်ဖိုးထားဖို့တခြားသူတွေသဘောကျဖို့ကြိုက်ဖို့မလိုပါဘူးအဓိကကိုယုံကြည်စေဖို့ကိုဆုံးဖြတ်ချက်တွေမှန်ကန်စေဖို့ကပိုအရေးကြီးပါတယ်အားလုံးပဲသူများသဘောကျစေဖို့ကိုမပျော်ရွှင်ရတဲ့လမ်းကိုမရွေးပဲကိုယ်တိုင်လည်းပျော်ရွှင်စေပြီးကိုဘဝအတွက်မှန်ကန်တဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာအဆုံးသတ်လိုက်ပါတယ်အားလုံးပဲနောက်တစ်ခေါက်ထပ်ပြောပါမယ်လူများသဘောကျစေဖို့ဘာတစ်ခုမှလုံးမယူပါနဲ့လို့ပြောချင်ပါတယ်အားလုံးပဲဘိုင်ဘိုင်